ဒီနေ့ကတော့ finally ညှော်လင့်နေတဲ့ office တင်ကြနေ့လေးပဲဖြစ်ပါတယ်ကျမတို့အခုတည်းကကြားလာတော့မသိဘူးတကြတဲ့ချင်းတန်လေးတကြမှုအုံပြီးတော့ပြင်ဆင်လို့ဖြစ်ပါတယ် okay အဲ့ဆိုဒီနေ့ကတော့ Ella ရဲ့ office တင်ကြ background music မြင်ပြီးအနောက်က support တဲ့ office တင်ကြ day in my life လေးပဲ let's go ကျမရဲ့ကြံ outfit ကိုဝတ်လာမှာရှက်လို့ဒီလိုအမိုင်းလေးနဲ့လာပါတယ်ကြာတောင်းမမရေစမဲ့အိတ်ကြီးတက်ရှိဟုတ်ကဲ့လေရေစမဲ့ဒါရဲ့ဝတ်တော့ဝေါ大家好ဒီနေ့ကတော့ကျမတို့ရဲ့တင်ကြန်ဒေးလေးပဲဖြစ်ပါရှင်ကျမတို့ရဲ့ why alone excited ဒါတော့အင်ဂျီအစစ်မဟုတ်သေးပါနော်ဝတ်မဲ့အင်ဂျီအရင်တောက်ပါနေတာ okay office တင်ကြန်ဒေး in my life vlog လေးပဲဖြစ်ပါတယ် let's go အညောင်းအခုကတော့ပွဲရ3နိုင်မှဆက်မှာပါပွဲမစားခင်မှာတော့ကျမတို့ report တွေတစ်ချက်လုပ်ရပါမယ်ပထမဆုံး office တင်ကြခန်းစားချက်လေး exciting ဒီမှာ introvert တကယ်ချင်းလေးဆိုမျက်နှာတော့မပြလို့ရပါတယ်ဒီလိုမျိုးရိုက်လိုက်လို့ရှိရင်ရုပ်ဆိုးသလိုဖြစ်သွားတော့လေအပြင်မှာလာကြည့်ပါတကယ်ဆိုအဲ့ဒီစကား unique ဖြစ်တော့မယ်ရှင့်ဟိုဘက်ကအမရောတင်းချံမပြီးခင်ပါဟုတ်အလုံးမပြီးခင်တင်းချံလောက်ရမယ်ဘယ်လိုခံစားချက်တွေရှိပါလဲရှင့်ဘာမှမတွေ့တာတင်းချံလုတ်ချင်တယ်ဒါပေမဲ့ report ပြီးအောင်မနေ့ပိုင်းမှာလောက်ကမယ်ဆိုတော့ဟောလေးဖြစ်နေတာကဲစူးစမ်းကြပါစို့3နိုင်မှ see ya 2000 years later outfit ချိန်မိတော့ပါပြီကျန်ဟုတ်လဲလိုက်ပါရှင်မော်စကိုလေးနည်းနည်းထပ်အောင်ပါမယ်မိလေးတို့မော်စကိုလေး3ချင် you can နော်ရမိလေးပြန်မှာပါတယ်ရမှာဒါတကယ်ကြလားတကယ်ကြလားတကယ်ချင်းနဲ့နှစ်ယောက်အယောင်မပြဒီတော့ညကအယောင်ပြတယ်နည်းနည်းလေးအော်စီတို့ရဖတ်နေကြပါရှင်ညလားဟဲ့ပါဘုရားချမ်းမလားမမတို့ຫນွေမတွေတောက်နေပါလေစတူဒီယာလေးတွေပါပို့ဒီဒါရခိုင်အမ ခါကျနေငါကျမတို့တယ်ရေကြီးတော့ဒီရှိထားတယ်ရှိကောင်းတယ်နော်မိုက်တော့အကျိုးလည်းကောင်းတယ်မိုက်တယ်ကြော်လေးအဲ့ဒါဆိုဘယ်ဖောက်လိုက်ရမလဲအမေရပဲစားလိုက်ဖောက်လိုက်တော့ဟုတ်တယ်ဒီရပဲစားလိုက်ကျမတို့ကတော့ရဲကြီးရဘာမှမလုပ်ဘူးကျမတို့အစားတော့ကျမတို့ခွဲရလူရရဲအစားတော့စိတ်ချရတယ်ထိုင်းတော့မိုးကကြံခဲ့ရလားအဲ့လားဟုတ်တယ်မမိုးလည်းကြံခဲ့အေးပါလာပြီဒါပါပြီကြည့်ကျင်တယ်ဒါပဲဝဲလည်းကြည့်ကျင်တယ်ဟာဘယ်ကသူတွေ့ရရဒီမှာကြားတယ်ကြားကြားဘယ်လိုပြောပြလိုက်လဲဟုတ်ပေါက်သေးအရာတော့မှာသွားမဘာလဲဒီလိုမျိုးဒီလိုမျိုးကောတေးဒီဘက်ကဟာနော်အသေးရနေဟာနော်
မောင်ကြီးသွား ဟုတ်ကဲ့အဲ့ဘက်မဟုတ်ဘူး လိုင်းမနေလိုင်းမနေ လိုင်းမနေနော်လိုင်းမနေနော် ဘာကိုလဲဖိတ်တော့တယ်ရေထိပြီးသွားရင်ဘိုင်းစားမယ်လည်းပြောနော် ကြာတန်ကျော်တော့ဘူးပို့တာအဘကြာတန်ကျော် ဗီဒီယိုလေးဘဝရည်သားလေးရှင်းနေတော့တာပါဟယ်လို တကယ်ကြီးဘိုင်းပြတော့လားကျွန်မတစ်ခွက်ဝယ်တော့လိုက်သေးတယ်နည်းနည်းလေးတာစစ်စစ်ရလေအင်းနေမှာပဲအဲ့ဒါပါပြင်းလို့မဟုတ်လေကြာမရှိဩအားကြောင်ကျမရဲ့တကြံလေးကတော့ဒီလောက်ပါပဲကျမတော်တော်လေးဆုံးပြတ်တယ်ဘယ်လိုလုပ်မှာလဲအုံးတော့ကလည်းရမ်းဆူနေပြန်မဆောင်ကြအာမိုက်ပြန်မယ်ကြည့်ပေးပါဦး